အခုကပြည်ကန်တော်မောင်နှမစီသွားတဲ့လမ်းမှာပါကဲထဲဝင်ကြည့်ပါမယ်ရှင်အခုကညနေ4 နာရီခွဲပါပြီဒီကနေဝင်ခဲ့တာပေါ့နော်ခေမိုးကြီးဆဲကထိပ်ပန်းစင်ရဲ့အမင်းကြီးနော်ဆေးရရှိရနာလူကန်းဆွေးမနေဟုတ်ကဲ့ဆွေးမတာပွဲထိုးပါပွဲထိုးနော်ရှင်မောင်နှမကိုရန်ကုန်ကယူလာတဲ့ပလဲပရီနှစ်ကုန်းကလူပူဇော်ပါတယ်။ဒါဆိုရင်လည်းမြတ်သုံးပါအမိဖဆရာသမားအနန္တနန္ဒ၅ပါးဥထိတ်မှာထားပြီပါဗျာ။ကျေးဇူးရှင်ဆက်ကြရှင်တကူရှင်အာနာရှင်အိမ်ဝင်းဆံပြုံမင်းမော်ဆံအိမ်ဝင်းဆံအဖေကြီးပါဗျာ။ဒါတွေသမီးတွေပါဗျာ။တောက်ကြသားကြီးပါဗျာ။ဘုဒ္ဓဥသမီးကြီးပါဗျာ။ရင်သွေးရတနာအိမ်လုံးချုပ်ပြီးသားစုထီးရနန်းရခါစားတော်များရောက်လို့မပြောပြီးဆိုင်အုံးမြခင်လို့ပွဲတော်စားများဆက်တာပါတယ်တိမ့်ပိုက်ပါလူရှိရအသုံးပြုပါဗျာယနေ့သားကြီးသမီးကြီးအိမ်တော်မင်္ဂလာအတွင်းမှာမကောင်းသောဘေးမကောင်းသောရာမကောင်းသောဥပ္ပံအန္တရာယ်များခင်းစင်ဖပြောက်ပါစေကောင်းသောတိတ်ကောင်းသောနမိတ်ကောင်းသောလတ်တာပကံများနဲ့လူလေးကင်တာပြပြရဲ့အစဉ်ချိုးလို့အမောပြေပြီးမရဘူးသောစိတ်နှိမ်ချမ်းသာယတနာများလက်ဝဲမှာပိုင်ပိုင်နိုင်ရရှိအောင်စိတ်တိုက်လို့ဘူးကြီးပါမနှောတိုက်လို့ဘူးကြီးပါနှအောင်စင်ညံမြင့်လို့အထောက်ကောင်းတဲ့ကောင်းအိုးကောင်းအိမ်ကောင်းခြေကောင်းမြေကောင်းလူငန်းကောင်းများဖြင့်သားကြီးသမီးကြီးများရင်သွေးရတနာအိမ်လုံးချုပ်မိသားစုရေလိုလဲအေးလိုပန်းလိုလဲလမ်းလိုစိတ်လဲချမ်းသာကူလဲချမ်းသာလူရဆန္ဒတလုံးတော်တဲ့ပြည့်စုံအောင်ငါးစာဆောက်ရှောက်ပကားမြောက်တော်မူပါဗျာမရဘူးဆိုစိတ်သိချမ်းသာယရနာခုနကပြည့်စုံအောင်ချင်းမြတ်မှာမြောက်စားပါပေးသနာတော်မူပါဗျာဒီမင်းလက်ထက်တရားရှိခဲ့တဲ့ပပူးလက်ရာအစ်စ်တွေပေါ့နော်သားစဉ်မြေဆက်သူတို့ထိမ့်သိမ်းလာခဲ့တဲ့ပပူးတွေပါတဲ့ဒီပပူးတွေကိုအတွင်းနှမ်းဆောင်ထဲမှာပဲအမြဲတမ်းသိမ်းထားပါတယ်တဲ့ပြင်မှာထားမပြထားဘူးပေါ့နော်ပွဲရှိမှဒါထုတ်ပါပါတဲ့ကံကောင်းလူကြီးခွင့်ရခဲ့ပါတယ်နည်းနည်းလေးရှင်းပြပေးပါဦးဒါဒုက္ခဝင်လက်ထက်တရားပြင်ရင်းချင်းနဲ့ဆက်ခဲ့တဲ့မူရင်းပဲဘုဘကတခင်ကြီးဒီဘကတခင်မအလဲရမမှန်နေတယ်အဲ့လိုလားဒီဘက်ကတခင်ကြီးဟိုဘကအကိုတော့ဒီဘက်ကအမတော့ဟုတ်နှမဆိုလေဒါကိုတော့ဒါအမတော့ဒါမမှန်နေလေဒါကျွန်တော်တို့ဒီမူရင်းနဲ့ငါဘာတစ်ခုกว่าလဲဆိုတော့ရင်ဟိုဒီမှာပြပြပါလဲ2နန်း3နန်းရှိပါတယ်နန်းတစ်ကိရှိတယ်ဟိုဘာกว่าလဲဆိုတော့အထားလဲกว่าတယ်ပုံတော်ပုံစားကြလဲกว่าတယ်ဒါလေးတွေကမြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာဘယ်မှမရှိဘူးသူကပုံစံတူတာလည်းထုလို့မရဘူးရွှေဘောကျောင်းဆရာတော်ဘုရားကြီးလည်းထုတယ်မရဘူးမတူဘူးဒီလိုလိုမထွက်တာသူတို့ကဟိုတုန်းကလေဒီမှာခြိကြွားလေးတွေနဲ့ဒီလိုမျိုးခြိကြွားနဲ့ဟိုကျတော့သပင်းကြတော့လည်းပဲဒီမှာအဲ့လိုမျိုးလေးတွေဟုတ်ပါဟုတ်တယ်မူရင်ဟိုရှိခက်ကမူရင်ကျန်သွားဆူတောင်းသွားအမတန်ဆူတောင်းနိုင်ဒိတ်ထင်နိုင်ပြည့်စုံတယ်ကိုလိုချင်တာကိုပြည့်ချင်တာလေးပြည့်စုံမှကိုနိုင်တဲ့ဝင်လေးနဲ့နားကတော့ဟုတ်ကဲ့ရှင်လာတမန်တော်ကြီးပြည်လူစာပေပညာများနဲ့ပတ်သက်လို့လည်းဟိတလုံးနဲ့ထိတ်ဆုံးမှရေးချမ်းမြေချမ်းတိုင်းတမန်တော်ပညာတော်များရှင်းချမ်းနိုင်တဲ့အမိပါစကားမြေဝဲမချနားထောင်တဲ့တားကောင်းရနာတမိကောင်းရနာဖြစ်ပါစေဘုံမျိုးရှင်လည်းမေးပလဲရင်ဟုတ်ပါမယ်တော့တာနှစ်ပါနောက်ကဒါတူဒီပဲခုနကဆိုငင်းကတွေ့နေတယ်ရာခုနဒီမဲ့တခင်နဲ့ဆိုလာကြတယ်နော်တခင်ရတခင်မကြီးဒါမင်းကြီးရှင်မင်းဖြူရှင်ဒါအမေချာဒါကြအမေ
ဒီမှာဒီနန်းမှာလည်းအဆုံးရှိရနော် စင်ရှိတော့သူကခဏပေးလို့ရအောင်အကုန်လုပ်ထားတယ် အေးဒါအမေရေးရင်ဒါကအိမ်မင်းမောင်နှမ3ပါးနဲ့မမနဲ့လေးပါအဲ့တော့မေရှင်နမင်းနဲ့သား2ပါးဖြစ်ပါတယ်ရှင်မောင်နှမကိုကတ်စရာရှိရာကတ်ပြီးတော့ပွဲလဲထိုးခဲ့တယ်ပြီးတော့ကိုရီပြန်ကန်ဒီမှာနက်လာပြတာပေါ့နော်ရှင်လောင်းအဖွဲ့နက်လာပြတဲ့အဖွဲနဲ့လဲစုံခဲ့ပါတယ်ရှင်အခုကန်တော်ရှင်မောင်နှမနန်းကနေပြီးတော့ပွဲထိုးပြီးတော့မေရိုကြီးတို့ပတိလေးကတ်ခဲ့တယ်ပေါ့နော်အခုဒီကနေပြန်ပါမယ်ဒီမတ်တက်ထားတာတော့ဒီမှာမီးရှို့တွေတော့မီးကိုငွေတွေရှူလို့မရလို့ပေါ့နော်ခုံမုံလည်းရှိနေတယ်မတ်တက်ထားတာပါကဲဒီကနေပြန်มาတော့မယ်ဒီမှာသီရိခက်တရားမူလကန်တော်တခင်ကြီးတခင်ပါဒီနန်းနန်းဒီကနေတက်သွားတယ်ဒီဘက်မှာနန်းနန်းရှိပါတယ်ဒီမှာမိကုန်းငွေအများများဖုန်းကြီးကြောင့်ဒီမှာလမ်းတွေလေးဒီတွင်အနက်ကြီးဟိုကရွှေစံတော်ဘုရားကိုရောက်နေပါတယ်ဒီမှာကန်းကော်ပန်းကိုသူကဒီ3ခက်ကို3ခိုင်ကို2000နဲ့ဒါလေးဝယ်လိုက်ပါတယ်ပြားတွေတုံမှန်ကကြောက်တယ်ဟိုကိုင်းရတာပြတုံမှလားဖះရှိမှရှိရဲ့ဆောင်းနဲ့အမလက်ဆောင်ပစ္စည်းတွေလည်းရှိတယ်ခဏလေးဝါဒါလေးကရှိမဒလေးကဒီမှာကန်းတော့ဝယ်ပြီးပြီနော်ဒါလေပန်းငါရှိတွန်းဒီလိုရှောင်းပါရွှေတကုံမယားကြီးရောက်တယ်လို့ပဲဝါဒီကိုရများဟုတ်တယ်မိကိုရများမတ်စတာထားပါဟုတ်မဒီမျိုး view ဒီမျိုး view ကွာဟိုရှိရနော်ပတိတတာဟိုကရေရအရာဒီမြေကြီးပေါ့ဒီပြည်မျိုးရဲ့ဟိုဘက်တကန်းဆန်တယ်တဲ့ရွှေစံတော်ဘုရားမှာပန်းတွေကပန်းတယ်တွေကဟိုလေ
ခေါင်းကောပန်းတယ်ညာတယ်ခေါင်းကောပန်းကလည်းပြားရည်အများကြီးလေဆိုတော့ခါလည်းပြောင်းကိုတတ်နေတာပြားပေါ်ရောက်ပြီโอ้ဟုတ်တယ်ဒီမှာကြောက်တာအမေကိုဖုန်းနဲ့ဆွဲကြည့်ဆက်ဆိုင်နေတာ说是啊，မှာဘောဓိပထမံဘူဘူအောင်တိုက်တယ်ဒီကနေရှင်းသွားအောင်ပိုင်းလူမယ်အေး你别，你别。 ဟောဒီမှာနှီးဖျားတော်မြတ်ကြီးရှင်စီရီယာဆိုလို့ရှိရင်ဗုဒ္ဓဘုရားရှင်လက်ထက်မှာဒေသစာတွေကြွလာတဲ့အချိန်မှာပြည်မျိုးကိုရောက်တဲ့အချိန်မှာစံတော်ရှင်ကိုခြံထားခဲ့လို့ပြောပါတယ်ဒီစံတော်ရှင်ကိုအခြေခံပြီးတော့ဇီရီတော်ကိုတည်ထားခဲ့လို့စံတော်ရှင်စီလို့ခေါ်ကြပါတယ်ဟုတ်အဆောင်ပြုတာဇီရီတော်ရဲ့သမိုင်းမှတ်တမ်းတွေအရတော့ပြုခေတ်အစောပိုင်းကာလသေခေတ်တရားယဉ်ကျေးမှုဆိုင်ရာငါစတင်တိစောက်ခဲ့တယ်လို့ယူဆရပါတယ်နောက်ပိုင်းမှာမြင်းဆက်များကပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့ပြီးဒီနေ့မြင်ရတဲ့ပုံစံကိုရရှိခဲ့တယ်လို့သိမြင်ရပါတယ်ဇေဒီတော်ရဲ့ပုံစံကမြမရိုးရာဇေဒီဘုသူဘိတုကပုံစံဖြစ်ပြီးတော့အလဲဘဝမှာဗုဒ္ဓဆံတော်ကိုတည်ထားတယ်လို့ယုံကြည်ကြပါတယ်အေယာဝတီမြစ်ဘက်ကိုလှမ်းမြင်ရတဲ့တောင်ကုန်းပေါ်မှာတည်ထားတာကြောင့်မို့လို့နေဝင်ချိန်ရှုခင်းတွေအရန်လှပါတယ်ညနေနေဝင်ချိန်လာရင်ပို့ပြီးတော့လှပါတယ်ဖျားပွဲကိုတပေါင်းလားပြည့်ဝန်းကျင်မှာကျင်းပလေးရှိတယ်လို့ဒေသခံတွေကပြောပါတယ်ဒီနေရာဆိုရင်ပြည်မျိုးကိုတွားလေတဲ့အခါမှာမဖြစ်မနေဝင်ပူရမယ့်နေရာတစ်ခုဖြစ်ပါတယ်ရှင်စီရီယာဆိုရင်တောင်ကုန်းပေါ်မှာတည်ထားတဲ့အတွက်ကြောင့်မို့လို့ပြည်မျိုးကနေပြီးတော့လှမ်းကြည့်လိုက်တာနဲ့သူ့ကိုထင်ထင်ရှားရှားကြီးမြင်နေရတယ်ပေါ့နော်ခံမှန်းချေအမြင်ကပေ190ဝန်းကျင်လောက်ရှိတယ်လို့သိရပါတယ်我嘛，
ဘေးမှာဆိုင်လို့အဲ့ရရပြတော့အဲ့နေခလာလို့တော့ညီမတို့ကပြန်ဆောင်းရတယ်ဆောင်းမမအဲ့ဒါပြန်ပြလာရပါလားတိုင်းနေတော့ဒါလေးဘက်လေးတန်ပြီးပေါ့နော်လေးဘက်လေးတန်ပြီးဒါကခုနကတက်လိုက်တယ်တက်လိုက်တာကဲအခုကရွှေစံတော်ဖရားကနေပြီးတော့ပြန်ဆင်းပါတော့မယ်အခု6နာရီထိုးပါတော့မယ်ဟိုတယ်ကိုခဏပြန်ပြီးတော့ရေချိုးပြီးရင်ညဆေးကိုသွားပါမယ်ကဲအခုအောက်ပြန်ဆင်းပါတော့မယ်ရှင်ဖရားပုံမှာနည်းနည်းလေးတန်သေးရနော်အောက်မှာနီးတွေရှုပ်လေရလဲနည်းနည်းတိုက်တယ်ပုံမှာအောက်မှာဒီရက်ကမိုးအုံလို့လားမသိဘူးလေငိန်တာလဲပါမယ်ဆင်းလဲဖုံမုံငိန်နဲ့မီးခိုးတွေနဲ့တက်ရှူကမဟုတ်ပါဘူးนี่စောင်းသွားတယ်ဟာတနေကိုခဏလေးထဲလေခဏလေးပဲနားလိုက်ပြီးတော့ခဏနှုံးရေချိုးလိုက်မှာပဲလမ်းဓလေကစီပြန်မမယ်ဓလေကစီနဲ့မှာဖက်နှက်အပ်ခဲ့တော့ဓလေကလည်းပဲပြန်ဆင်းပါရဲ့ရတတ်တယ်နော်ဒါလေးကဟုတ်သွားနေရဖះလည်းပူပြီးသွားပြီဆိုတော့ညနေဘက်လည်းရောက်ပြီဆိုတော့ဟိုတယ်ကိုပြန်ပြီးနားလာတော့မယ်ဒီနေ့လေဘက်ကတော့ဖះပူလေပေါ့နော်ညနေကျရင်ဟိုတယ်မှာနားပြီးတဲ့ခါကျလို့ရှိရင်ပြည်မျိုးရဲ့နာမည်ကြီးဖြစ်တဲ့ကမ်းနားလန်းညာဈေးကိုတွားပြီးတော့လဲပါမယ်နောက်ပြီးကမ်းနားလန်းညာဈေးကိုစိတ်ကြည့်ပါအောင်ရှင်ဒီ